Hello hello အားလုံးပဲမင်္ဂလာပါဒီနေ့ဇင်ဝယ်ထားတဲ့ Lancome Paris ရဲ့ makeup gift box set ကိုပြပေးမယ်နော်ဒါဝယ်ထားတာကြာလာပြီအခုမှပဲဖွင့်ဖြစ်လို့နော်ဒီထဲမှာဘာပါလဲဆိုတော့လေဒါပြပေးမယ်နော်ဘာပါလဲဆိုဒါကမျက်နှာတက်တက်ဆေးတပူပါမယ်makeup remover တပူပါမယ်ဒါသူ့ရဲ့အဓိက main gift box တဲ့ serum ပေါ့နော်ဒါဒီ Lancome ရဲ့ဒီ serum တစ်ခုပါမယ်ဒါ eye serum ဖြစ်မယ်ဒီဟာကသူ့ရဲ့ cream ပဲပေါ့နော် moisturizer cream ပဲဒါအရက်နဲ့တယ်သူပါတာမှဘယ်လောက်ပဲရှိလဲ15 ml ပဲ small size ပဲနော် this is not full size တစ်ခုပါမယ်ဒါ mascara တဲ့အဖြူပေါ့အကြည်ပေါ့ဒါ mascaraဒီ mascara အမဲတစ်ခုတော့အကောင်းနေကြိုက်တယ်ဒါရင်မွေးပလင်းသေးလေးတပူပါတယ်ဇင်မဆွတ်ရသေးတော့လေအနံ့တော့မသိဘူးဟိုအဲ့ဒီတပူပါမယ်ပြီးတော့ဒီသူအဓိကဒီဟာဘူးကြီးသူထည့်ထားပေးတယ်ဒီ eye shadow เนาะဒီ eye shadow ကတော်တော်လေးကောင်းတယ်ပြောလို့ရတယ်เนาะအယောင်တွေလေသူရဲ့အယောင်တော်တော်များများကအရန်လှပြီးလက်တွေ့မှာသုံးလို့ရတဲ့အယောင်ဖြစ်တဲ့အတွက်ကြောင့်အရန်ကြိုက်တယ်ပေါ့နော်ဒီဥစ္စာသူ့ဘူးလေးကလည်းလှလိုက်တာကွယ်သူ့ဘူးလေးကလည်းဒီလိုမျိုးနဲ့လှလိုက်တာပြီးတော့နောက်တစ်ခုကသူ့ရဲ့နှာခမ်းကြီးလေးချစ်စရာလေးဘယ်စက်ဖွင့်ထားတယ်နော်အခုပဲဖွင့်ကြည့်ထားတယ်ဖွင့်လို့ရအောင်သူ့ရဲ့နှာခမ်းကြီးကအယောင်လေးအရန်လှတာပဲသူ့အယောင်လေးကneutral color လိုမျိုးနော်ဟိုနေ့စဉ်သုံးလို့ရတဲ့အယောင်ပွဲတော့တက်လဲplease don't mind my band-aid လက်ကဟိုမှာဟိုနဲ့ဘန်းသွားလို့ဒီလာတယ်နော်ဒါရဲ့ဒီဟာပဲပေါ့ the box ဒီဟာဝယ်ပို့တော့ကို Lancome ရဲ့ဒါသူ့ရဲ့ box လေးချစ်စရာလေးဒါဒီနှစ်ထုတ်မဟုတ်ပါဘူးเนาะဒါမှနှစ်ကရာဒီမှာထုတ်တဲ့ဥစ္စာကိုဇင်ကအခုမှပဲဖိဖြစ်တာပါဒီ the box ဝယ်ဖို့ကိုဇင်ကသူ Lancome ကသူ့ရဲ့ foundation တခုဇင်ဝယ်လိုက်တယ်$50တန်$50-$60တန်တခုဝယ်လိုက်တယ်ဒီ box ကို$85နဲ့ရအောင်ဆိုပြီးတော့လေဆိုတော့ဒီ Lancome ရဲ့စိတ်လောရာရဲ့ gift box တွေကိုထုတ်တဲ့ချိန်ကြတော့ဝယ်လိုက်တော့လေတစ်နှစ်စာလုံလောက်လာတာပါ